အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Diamond Flame OS Movie Recap Channel လေးကနေတိုက်လဲစွာကြိုဆိုလိုက်ပါရခင်ဗျာဒီကနေ့မှလည်းထုံးစံအတိုင်းပဲရုပ်ရှင်ဇာတ်လမ်းကောင်းလေးတကားကိုတင်ဆက်ပေးသွားအောင်မို့လို့ဇာတ်လမ်းကောင်းလေးတွေကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ Channel လေးကို Subscribe လေးနှိပ်သွားပေးခဲ့ကြပါဦးခင်ဗျာကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစားလိုက်ကြရအောင်ခင်ဗျာတိုင်ထဲမှာသူစိုးနေကြတဲ့တငယ်ချင်းတွေကဦးချပုတ်ပြားနဲ့ဝင်းညင်ခေါ်တဲ့ဂိမ်းကိုကစားပြီးတဲ့ချိန်ဘာတွေဘယ်လိုမျိုးဆက်ပြစ်မယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာဇလန်အစမှာဂျီပင်က ICU ခန်းထဲကိုရောက်နေပြီးတော့အုံနောက်အမြေပါရောင်သွားတာကြောင့်အဝေးကိုတေချာမမြင်ရလို့ကိုတာနေရပါတယ်။ဂျီပင်ကသူ့ရဲ့တငယ်ချင်းကိုတွေးကြည့်မိမယ်။ဆရာဝန်တွေက ICU ခန်းထဲကလူနာဖြစ်နေလို့ဂျီပင်ကိုတငယ်ချင်းနဲ့လုံးဝတွေ့ခွင့်မပေးပါဘူး။ဂျီပင်ကဘယ်ချိန်မှတွေ့ခွင့်ရမလဲလို့မေးတော့ဆရာဝန်ကနေရာမှာချိန်ထားတဲ့တပ်ပုံကိုတေချာမြင်ရတဲ့ချိန် ICU ခန်းကနေအခြားအခန်းကိုပြောင်းပေးမယ်လို့ပြောပါတယ်။ဂျီပင်ကတငယ်ချင်းနဲ့တွေ့ချင်စောနေဒူနာပြုနာယာနာကိုနေရာမှာရှိတဲ့တပ်ပုံအကြောင်းကိုမေးပြီးတော့ဒေါက်တာရောက်လာတာနဲ့ပုံအကြောင်းကိုပြောပြပြီးတော့အခြားအခန်းထဲကိုပြောင်းခိုင်းပါတယ်။ဒူနာပြုနာယာနာကပုံအကြောင်းကိုသူမကပြောပြခဲ့တာဆိုပြီးဆရာဝန်ကိုပြန်ပြောပြလိုက်တော့ဂျီပင်တယောက် ICU ခန်းထဲမှာပဲနေရပြီးတကယ်ချင်းနဲ့လည်းတွေ့ခွင့်မရလိုက်ပါဘူး။ဒူနာပြုနာယာနာကသူမကိုအတုံးချပြီးတော့အခန်းပြင်ကိုထွက်ဖို့လုပ်တဲ့ဂျီပင်ကိုစိတ်ဆိုးပြီးစကားတော်သေးချာမပြောတော့ပါဘူး။ဂျီပင်ကနောက်ထပ်ဗကြီးကားကိုတေချာကြည့်ပြီးခံမှန်းမှုကြိုးစားပေမဲ့အမြင်မဝါနေတာကြောင့်အဝေးကိုတေချာမမြင်ရသေးပါဘူး။တကယ်ချင်းတွေနဲ့တွေ့ခွင့်မရခင်ဂျီပင်ကဒူနာပြီးဖြစ်တဲ့နာယာနာကိုစကားပြောဖို့မရှိတာအကြောင်းစကားပြောဖို့ဖြစ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။နာယာနာကအစာပိုင်းမှာစကားပြန်မပြောချင်ပေမဲ့တနာသွားပြီးတော့ဂျီပင်ကိုအဖော်ပြုစကားပြောပေးပါတယ်။ဂျီပင်ကဘန်ဂလိုတခုမှအတူနေတဲ့သူတို့တငယ်ချင်း9ယောက်အကြောင်းကိုစပြောပြပါတယ်။အဖွဲ့တွေကမိုကေ့ရှ်နဲ့နီရိုကအင်တာဗျူးအောင်ပြီးတော့အလုပ်ခေါ်စာကိုစောင့်နေကြပါတယ်။ဆိုပန်ကသူတို့အဖွဲ့တွေကစီးပွားရေးသမားတယောက်ဖြစ်တယ်။နောက်ပြီးကာရီဂူတန်ကဓာတ်စီဆိုင်မှာအချိန်ပိုင်းလှုပ်တဲ့သူကအားလုံးထဲမှာအလောက်ကံရောကောင်းမလီပါရှိတဲ့တအူတဲသောအဖွဲ့ဝင်ပါအဲ့ဒီပြင်သူကဘာသာရေးလဲကိုင်းဆိုင်မှာတည်တယ်ခြေကြပံကတော့အကာသမားဖြစ်ဖို့စ조사နေတဲ့လူငယ်တယောက်ပါညဘက်အကုန်လုံးပါတီပေးပြီးတော့မနက်နိုးတဲ့ချိန်အိမ်ကဗရုတ်ဒုက္ခဖြစ်နေတာကြောင့်နီရက်ကအကုန်လုံးကိုခေါ်ပြီးအိမ်နဲ့ပတ်သက်တဲ့တာဝန်တွေအညီမျှခွဲပေးလိုက်ပြီးတော့ဆက်လက်လုံကျော်တောက်တဲ့မူကေ့ရှ်ကိုဆက်လက်တလားဖြစ်ဖို့အကုန်လုံးကဝိုင်းပြောကြပါရီအခုတော့တကယ်ချင်းတွေစုပြီးတော့အိမ်လုံးအတူလုံးကြပါရီညရောက်ရင်လည်းအကုန်လုံးစုပြီးဗော်လီဘောအတူဆော်ကြပါတည်တယ်တနေ့မှာတော့အကုန်လုံးဗော်လီဘောဆော့နေတော့ဂျီပင်ကဗော်လီဘောဆော့ရတာကိုရိုးလာပြီးတော့တကယ်ချင်းဖြစ်တဲ့အတီးအိမ်ကိုအလဲသွားပါရီအဲ့ဒီအိမ်ကိုရောက်တော့အိုဂျာပုတ်ပြားနဲ့ဝင်းညင်ခေါ်တဲ့ကစားနည်းကိုတွေ့ပြီးစိတ်ဝင်စားသွားပါရီဂျားထဲမှာမိုကေ့ရှ်ကဆက်လက်ခိုးတောင်းမတော့ကိုအကုန်လုံးကစောင့်ကြည့်နေကြပြီးတော့သူဆက်လက်တကယ်တောင်းမတော့ကိုအကုန်စစ်ဆေးကြပါရီမိုကေ့အိမ်ထဲမှာဘာမှမတွေ့တော့ဂျီပင်ကဗမာဖွက်ထားတာလဲဆိုပြီးမေးကြည့်ပါရီမိုကေ့ရှ်ကနေအိမ်ထဲမှာလို့ပြောတော့ဂျီပင်ကအကုန်လုံးကိုခေါ်တိုင်ဖို့လုပ်တော့မိုကေ့ရှ်ကတော့တိုင်ပြောရင်သူ့ရဲ့ဆေးကြောက်ကိစ္စကိုပါဖွင့်ပြောပြလိုက်မယ်လို့ပြန်ချိန်ချောက်လိုက်ပါရီတကယ်ချင်းတယောက်ကအချင်းချင်းမတိုင်ကြီးဆိုပြီးညှိယူလိုက်ကြပါရီညနေရောက်တော့နီရက်ကဂျီပင်ကိုမင်းဗော်လီဘောဆော့ရတာပြင်းနေပြီဆိုတော့ငါတို့ဘောပစ်ကိန်းပြောင်းဆော့ကြမယ်လေလို့ပြောပါရီဂျီပင်ကလည်းဆော့မယ်ဆိုပြီးတော့ဆူဆော့တော့အကောင်လုံးသမားရာကိုတူခံလိုက်ရပါရီဂျီပင်တယောက်စိတ်ညစ်သွားပြီးတော့တကယ်ချင်းအိမ်ကိုလည်းသွားပါရီအဲဒီကနေပြန်လာတဲ့ချိန်ဈေးဆိုင်မှာမိုကေ့ရှ်မူဗီမောင်းနေတာကိုတွေ့တော့ဂျီပင်ကသူ့ကိုအိမ်ပြန်ခေါ်လာပါရီမိုကေ့ရှ်တယောက်မိုမိုနဲ့ဆိုင်ပစ္စည်းတွေဖျက်ဆီးခဲ့တဲ့ပြင်အိမ်ကဆေးတွေပါအကုန်တောက်ခဲ့တာမို့လို့အကုန်လုံးကတူနိုးတဲ့အချိန်မှာအပြစ်ပေးဖို့စောင်းနေကြပါရီမိုကေ့တယောက်နိုးတာနဲ့အကုန်လုံးကသူ့ကိုစောင်းနေအုပ်ထူထောင်းပြီးတော့အိတ်ချင်အောင်စောင်းနေလိုက်ကြပါတော့တယ်ဘသူကသူ့ကိုထုတ်သွားတယ်ဆိုတာကိုမသိလိုက်တဲ့မိုကေ့တယောက်နည်းနည်းတော့ကြောင်သွားခဲ့ပါရီအဲဒီညမှာရှီဂျာပန်တို့ကပြောင်းပြောင်းမှုပစ္စည်းတွေကိုဝယ်လာပြီးတော့အကုန်လုံးကိုအတူဆော့ဖို့လိုက်ခေါ်ပါရီအဲဒီချိန်ကျန်တဲ့သူတွေကဂတ်တူဦးကြပုံးနဲ့ဝင်းညင်ခေါ်ပေမဲ့ဝင်းညင်ကတော့ရောက်မလာခဲ့ပါဘူးဂျီပင်ကဘာလို့မလာတာလဲဆိုပြီးတေချာဆက်စုကြည့်လိုက်တော့မှဂတ်ထူသားကြောင့်ဖန်ခွက်ကရွှေ့ရခတ်သွားတာကိုတည်သွားပြီးတော့ဇဲတော်တဲ့ပုတ်ပြားနဲ့အိုဂျာပုတ်ကိုသူကဖန်တီးလိုက်ပါတယ်။နောက်နေ့ညမှာတော့အိုဂျာပုတ်ပြားနဲ့စောဖို့အကုန်လုံးကအဖော်ဆက်ပြီးစောဖို့ညှိကြပေမဲ့ရီဗင်ကဖျားမချိုက်တဲ့အရာမို့လို့မစောဖို့တားပါရီအဲဒါကြောင့်အကုန်လုံးကတော့ဖျားရုပ်ထုကိုရီဗင်ရဲ့အခန်းထဲကိုသွားထည့်လိုက်ပြီးတော့ပုတ်ပြားနဲ့ဂိမ်းကိုစားစောကြပါရီ။ဂိမ်းစားစောပြီးတော့ဝင်းညင်ခေါ်တဲ့အချိန်ဂါရာချာကြီးရွတ်တာတော့မှခွက်ကမရွေးခဲ့ပါဘူး။နောက်ဆုံးဂိမ်းကိုဆုံးသတ်မဲ့လို့တဲ့အချိန်ဖန်ခွက်ရွေသွားပြီးတော့ဝင်းညင်ရောက်လာတယ်ဆိုတော့ကိုမယုံကြောင်းပြောတော့ဂျာဂန်ဒီအနာမီကာလို့ဖြေခဲ့ပါရီဂျီပင်ကလည်းနောက်နေ့ကျမှတေချာပြင်ဆင်ပြီးစောကြမယ်ဆိုပြီးဝင်းညင်ကိုပြန်ဖို့ပေးလိုက်ကြပါရီအကောင်လုံးကတော့ပုတ်ပြားကိန်းကိုရမ်းကြောက်သွားကြပြီးတော့ဂျီပင်နဲ့ရှီချန်ပန်ကဖန်ခွက်ကိုလက်တွေ့ရွှေ့လိုက်ကြတဲ့သူတွေမို့လို့အချင်းချင်းမျက်လုံးချင်းစုံပြီးရနေကြပါရီနောက်ပိုင်းမှာအိုဂျာပုတ်စောရတာပြောစရာကောင်းပြီးအားလုံးကသူတို့မေးချင်တဲ့မေးခွန်းကိုတန်းစီမေးကြပါရီအပေါ်တွေကတယောက်ကသူ့ရဲ့ဖူးစာရှင်နာမည်ကိုမိတော့ဂျီပင်နဲ့ရှီချန်ပန်တို့ကကွိုင်းတက်သွားပါရီသူတို့တွေကဘာဖြေရမှန်းမသိတော့ခွက်ကိုဝိုင်းဝိုင်းလေးလဲအောင်လုပ်ပြီးဝင်းညင်ကအဖြစ်မပေးခြင်းလို့နေမယ်လို့ရှင်းပြပြီးဂိမ်းစောတာကိုရန်လိုက်ဖို့ပြောပါရီ
ကျန်တဲ့တငယ်ချင်းတွေကသူတို့ရဲ့ဖူးစာရှင်နာမည်ကိုသိချင်လို့ဂျီပင်နဲ့ရှီတာပန်ကိုခဏဖယ်ခိုင်းပြီးတော့သူတို့ကိုယ်တိုင်ဝင်စောကြပါတယ်တကယ်ချင်းတယောက်ကသူတို့ရဲ့အလိန်ပေါ်ပြီးလို့တွေးနေတော့မှပဲဖန်ကွက်ကသူ့ဘာသာရွေသွားတာကြောင့်နှစ်ယောက်လုံးလည်းပျော်သွားကြပါတယ်ဂိမ်းစောလို့ပြီးတဲ့အတီရောက်လာပြီးတော့ဝင်းညင်တကယ်ရောက်လာခဲ့တဲ့ဆိုတော့ကိုမယုံကြောင်းပြောတော့ဂျီပင်တို့ကအိမ်ကိုလဲလာခဲ့ဖို့ခေါ်ပါတယ်နောက်တစ်နေ့ညမှာအိမ်ကိုလဲလာတဲ့ကောင်လေးတယောက်ကဝင်းညင်ကိုသူ့ရဲ့ကြောင်လေးရဲ့နာမည်မေးပါတယ်ဘုတ်ပြားကအမှန်တကယ်ဖြေနိုင်တာကိုတွေးတော့ရှီဂျာပန်နဲ့ဂျီပင်ကအရန်ကိုလန်သွားပါတယ်နောက်နေ့ညကစပြီးသူတို့အားလုံးကဘုတ်ပြားခိန်းနဲ့အိမ်ကိုလာတဲ့လူတိုင်းရဲ့အဖြေရှာပေးပါတယ်ဂိမ်းစားစောကလေးကအိမ်မှာမြေတောင်းချမ်းပြီးဘလို့တတ်မတည်တဲ့ကြွက်တွေဟာတနေ့တကောင်ကိုသေးနေပါတယ်ညညဂိမ်းစောဖို့လူတွေအများကြီးကရောက်လာကြတာကြောင့်ရေဗင်တယောက်ကတော့အဆင်မပြေတော့ပါဘူးတညမှာရေဗင်ကကိုယ့်အိမ်ထဲကိုဝင်ဖို့လုပ်တာကိုဂိမ်းလာဆိုတဲ့လူတွေကစီးကြော်ရဲဆိုပြီးတောင်းချမ်းလို့အဲ့ဒီညရဲ့ကစားပွဲကိုအမြန်ရလိုက်ရပါတယ်နောက်နေ့ညကစားတဲ့ချိန်မှာအတီးကသူတို့အိမ်ကိုလာပြီးသူလည်းတစ်ခါလောက်စောကြည့်ကျင်တယ်လို့ပြောတော့ဂျီပင်ကလက်မခံပဲနောက်နေ့မှစောဖို့ပြောပါတယ်အိမ်ပြန်နေတဲ့အတီးကဝိညာဉ်တွေကအန္တရာယ်ရှိကြောင်းနဲ့သူတို့ရဲ့ကိုယ်ရေးကိုယ်ရာကိုအမေးခံရတာကိုလုံးဝကိုမကြိုက်ဘူးဆိုတာကိုရှင်းပြပြီးဂိမ်းကိုတေချာစောဖို့မှာသွားပါတယ်ဂျီပင်တို့ရဲ့အိမ်ရှင်ဘတ်ကေကသူတို့ရဲ့ဂိမ်းပွဲကိုလာပြီးမဲကုန်းတွေကိုရှောင်ပြီးတော့ဝိညာဉ်ကဖြေနိုင်ပြီးနောက်ဆုံးအနေနဲ့သူ့ရဲ့အဖေနာမည်ကကိုနူးမိုဟာမက်လို့မဖြေဘဲနဲ့ဦးလေးနာမည်ဖြစ်တဲ့ရာရှီလို့ဖြေလိုက်ပါတယ်ဘတ်ကေကတော့သူ့ဦးလေးရဲ့နာမည်ကိုတွေးလိုက်တဲ့အခါမှာတော့ဒေါသထွက်ထွက်နဲ့အိမ်ကိုပြန်သွားလိုက်ပါတယ်ဘတ်ကေပြန်သွားတဲ့ချိန်တခြားစောနေတဲ့လူတွေကအနာမီကာရဲ့ကိုကြီးကိုရာအကြောင်းတွေကိုမေးကြပါတယ်ဂျီပင်ကဂိမ်းကိုရက်တင်ပြီလို့ပြောတဲ့ချိန်ဘုတ်ပြားကသူ့လိုစာရေးပါတယ်မတ်သရူဒီညဒေးလိုက်မယ်ဆိုတော့စာကိုတွေးလိုက်ကြတော့အကောင်လုံးကသူတို့ရဲ့မာတီတစ်ခုခုဖြစ်ပြီးဆိုပြီးအသေးအတန်ပဲမာတီရဲ့နောက်ကိုလိုက်သွားကြပါတယ်လမ်းမှာမာတီကမတော်တဆမှုတေးသေးလေးဖြစ်ပြီးတော့ဂျီပင်တို့ကသူ့ကိုအဆောင်ခေါ်ထားပြီးဦးကြဘုတ်ပြားကမတ်သရူတင်မဲ့အကြောင်းရေးခဲ့တယ်ဆိုတာကိုပြောပြကြပါတယ်ဒါကိုကြားတဲ့မာတီကစိတ်ဆိုးပြီးအိမ်ကိုပြန်သွားပါတယ်ရီဗင်ကလည်းအဲ့ဒီနေ့ညအိမ်ပြန်လာကိုလမ်းတွေကတနေရာလေးကိုပဲပြန်ပြန်ရောက်နေတာအကြောင်းဘိန်းကိုရက်လိုက်သိပြီလို့ချော်ပြောပါတယ်။စားတော့ပြီးတဲ့အချိန်မှာဂျေပင်နဲ့ရှီဂျပန်ကအနာမီကာကိုသူတို့ကိုယ်တိုင်ဖန်တီးထားတာမို့လို့ကြောက်စရာမလိုဘူးဆိုပြီးအချင်းချင်းနှစ်သိမ့်ပေးကြပါတယ်။နောက်နေ့မနက်မှာတော့သူတို့ချင်းချင်းစကားပြောကြပြီးရှီဂျပန်ကအရင်နေ့ညကအာနိုးဖေမတ်သရူတည်သွားတဲ့အကြောင်းအကုန်လုံးကိုပြောပြလိုက်ပါတယ်။ဒါကိုကြားတော့အကုန်လုံးကနေမကောင်းတာကြပြီမို့လို့ဒီအတိုင်းပဲတည်သွားတာဖြစ်မယ်ဆိုပြီးကိုယ်စိတ်ကိုတရားချကြပါတယ်။သူတို့အားလုံးကဂိမ်းနဲ့ပတ်သက်ပြီးတေချာတီးဖို့လိုနေတဲ့ဆိုပြီးဦးကြပုတ်ပြားဂိမ်းဆော့တာကိုကျွမ်းနဲ့အတီကိုအိမ်ကိုခေါ်လိုက်ပါတယ်။အတီကဂိမ်းကစားပြီးတော့အနာမီကာစီကတရင်တွေနိုင်ပါတယ်။ဂိမ်းဆော့တော့အနာမီကာကတူတီနီယာကိုရောက်တာ29ရက်ရှိပြီးတော့ဂိမ်းပြီးသွားရင်ဘယ်တော့မှမပြန်ခဲ့တဲ့အကြောင်းပြောပြလိုက်ပါတယ်။သူမကအဲ့ဒီဂိမ်းမှာနေတဲ့လူတွေကိုတတ်ချင်တဲ့အကြောင်းပြောပြတော့ဂျီပင်ကဂိမ်းကိုအမြန်ရက်ခိုင်းပြီးအတီကိုမောင်းထုတ်ကြပါတယ်။ကာရစ်ကအထဲမှာတယောက်တည်းကြံခဲ့ပြီးအနာမီကာပြောတဲ့ဟာကိုတဝက်တစ်ပြက်ပဲရေးထားကြောင်းတကယ်ချင်းတွေကိုပြတဲ့ချိန်ဒီရက်ကအဲ့ဒီနေ့ကနေစပြီးအိမ်ထဲမှာအနာမီကာနဲ့ဦးကြပုတ်ပြားအကြောင်းမပြောဖို့မှာပါတယ်။အဲဒီနောက်မှာတော့လက်ရှိချိန်ကိုပြန်ရောက်လာပြီးနတ်စမနိုင်ယာနာကဘာရီဆက်ဖြစ်ခဲ့တဲ့ဆိုတာကိုမေးပါတယ်။ဂိမ်းမစောတော့ဘဲနဲ့အကောင်လုံးကအေးချမ်းချမ်းဖြတ်တန်းနေကြတဲ့အချိန်မှာဂျီပင်နဲ့ဇာတိတူတဲ့ကောင်လေးတယောက်ကဒေသခံတွေနဲ့ပြဿနာတက်ပြီးအဲ့ဒီအိမ်မှာခဏနေခွင့်ရမလားလို့ခွင့်တောင်းကြည့်ပါတယ်။အကောင်လုံးကလည်းစီနုကိုနေခွင့်ပေးလိုက်တော့ဂျီပင်ကစီနုကိုအိမ်ကိုခေါ်ခဲ့လိုက်ပါတယ်။စီနုတယောက်အိမ်ရောက်တာနဲ့ဖျားရုပ်ထုတွေအချင်းချင်းစကားပြောတဲ့ပုံစံနဲ့ရုပ်ထုကိုကလေးပါတယ်။အကောင်လုံးကစီနုရဲ့ထူးဆန်းတဲ့အပြုံးနဲ့တသက်ရရက်နေပြီးတော့ကြောင်တောင်လောက်ရက်ကိုမြင်ပြီးအံ့ဩနေကြပါတယ်။ဒီနေ့မှာတကယ်ချင်းတွေစကားထိုင်ပြောနေတော့စီနုကရုပ်တရက်ရက်ပြီးတောင်းသွားတော့ဂျီပင်ကရမုတ်နဲ့ထူလိုက်ပါတယ်။စီနုကအခြားသူကိုရမုတ်နဲ့မထူရဘူးလေနားတက်တယ်လို့ဆုံးမပြီးလက်ထွက်သွားပါတယ်။အကောင်လုံးကစီနုတယောက်အခုလိုမျိုးရုပ်ထုပုံစံဖြစ်သွားတာကိုအံ့ဩနေကြပါတယ်။ညသာစားနေတော့မှစီနုကနောက်တစ်ခါထပ်ပြီးရုပ်ထုလိုမျိုးတောင်းသွားပြန်ပါတယ်။ဂျီပင်ကပြန်လို့အောင်စားစရာလုံးပြီးပြပေါက်တော့စီနုကစားစရာကိုမပြုံးတင်ဘူးဆိုပြီးပြန်ဆုံးမပြန်ပါတယ်။ဂျီပင်ကစီနုကိုတေချာဆက်ဆံတဲ့နဲ့ဆိုပြီးညီရက်ဆုံးမနေတော့စီနုကဂျီပင်ကိုလာခေါ်ပြီးအကောင်လုံးနဲ့အိယာဝင်ကြပါတယ်။အိနေနဲ့တရေနိုးလာတော့ဂျီပင်တယောက်စီနုကရုပ်ထုလိုပဲပြန်တောင်းသွားတာကိုမြင်လိုက်လို့ဂျီပင်ကစကားလမ်းပြောပြီးတော့အသေးဝင်အောင်လုပ်ပေးမယ်။စီနုကနောက်တစ်ယောက်ရှိသလိုမျိုးအနောက်ကိုဆုပ်ပြီးစကားပြောတော့ဂျီပင်တယောက်လည်းအရန်လန့်သွားပြီးထအော်လိုက်ပါတယ်။တခြားသူတွေအကုန်လုံးလည်းလန့်လို့လာပြီးတော့စီနုလည်းအသေးစိတ်ပြန်ဝင်လာခဲ့ပါတယ်။စီနုကဘာမှမသိသလိုပုံစံနဲ့ဂျီပင်ကိုဘာဖြစ်တာလဲအိမ်မက်ဆိုးတွေမှတ်တာလားလို့ပြန်မေးလိုက်တော့အကုန်လုံးကလည်းကြောင်သွားကြပါတယ်။ညတကောင်ချိန်ကာရီကူတန်ကချောင်းဆိုးပြောက်အောင်ဂျင်းပြုတ်ရီလုံနေတာကိုစီနုကမြင်တော့ချောင်းဆိုးပြောက်ချင်းလူကောင်းဆုပ်ပြုတ်လုံးတောင်းတဲ့လို့အကြံပေးလိုက်တော့ကာရီကူတန်တယောက်လည်းကြောက်သွားပြီးအပြင်ကိုပြေးထွက်လာပါတယ်။ဒီရက်ကစီနုကိုတေချာလေးချော့ပြီးစိတ်ရေးထားဖို့ဆုံးမတဲ့လို့ပြောတော့ဂျီပင်နဲ့အတီသွားကြည့်တဲ့အချိန်မှာစီနုက V9 နဲ့စကားရက်ပြောနေတာကိုတွေးပြီး V9 ကိုဆွဲခွာပြီးမီရှို့ပြလိုက်ပါတယ်။မနေ့ရောက်တော့ DJ ပါဖူကိုစီနုကစီးပွားရေးအကြောင်းမင်းနေပြီး
ရုတ်တရက်ပဲအနောက်မှာကြွက်ကိုတွေးလိုက်တော့လက်နဲ့ဖမ်းတက်လိုက်ပါရီအပြင်မှာစီနူရဲ့ကိစ္စကိုဘာဆက်လုပ်တင်လဲဆိုပြီးတိုင်ပင်နေကြတဲ့မူကိတ်တို့လည်းကြွက်သေးကိုမြင်ပြီးအယမ်းလန့်သွားကြပါရီနောက်ဆုံးမှာစီနူကိုဆွေးနွေးတိုင်ပင်ပေးဖို့ဗန်ဒီလို့ခေါ်တဲ့လူတစ်ယောက်ကိုအိမ်ကိုခေါ်လိုက်ပါရီအိမ်ကိုရောက်တဲ့အချိန်မှာတော့ဗန်ဒီနဲ့စီနူကတငယ်ချင်းတွေဖြစ်နေကြတယ်ဆိုတာကိုသိသွားတော့ဂျီပင်တယောက်လည်းဘာမှကိုပြောမထွက်တော့ပါဘူးစီနူမရှိတော့မှစကားရအောင်ပြောမယ်လို့ပင်မဲ့စီနူကအမြဲတမ်းကြားဝင်လာတော့ဘလို့မှစကားမထွက်သွားပါဘူးစီနူကပြန်ပြီးတော့အခုတလောဂျီပင်ထူးဆန်းနေတဲ့အကြောင်းပြောပြပါရီစီနူကဂျီပင်ကိုအကြောင်းပြချက်မရှိရမှုနဲ့ထူတယ်ပြီးရင်ထမင်းစားနေနဲ့လည်းထမင်းလုံးနဲ့လာပေါက်သေးတယ်အခန်းထဲမှာရှိတဲ့ပိုစတာကိုဘာမှမဖြစ်ပဲဆွဲပြဲပြီးတော့ညတကောင်ကြီးလည်းရုတ်တရက်ထောက်ရဲဆိုတဲ့အကြောင်းတွေကိုဗန်နီကိုပြောပြပါရီပြီးရင်ကြွက်တတာကိုဆိုတဲ့အကြောင်းတွေကိုပါပြောပြတော့ဆရာဝန်ကဂျီပင်ကိုတေချာကယူဆိုင်ပေးဖို့မှာပြီးဘန်ဂလိုကနေပြန်ထွက်သွားပါရီအဲ့ဒီကနေစပြီးတော့အကောင်လုံးကစီနူကိုတေချာစောင့်ကြည့်ကြတော့မယ်ဆိုပြီးစီနူလုံးသမျှအလုပ်တိုင်းကိုစောင့်ကြည့်နေကြပါရီတညမှာစီနူရုတ်တရက်နိုးပြီးအပြင်ကိုထွက်သွားတော့ဂျီပင်နဲ့နေရခသူ့ကိုနောက်ရောက်ခံလိုက်ကြပါရီစီနူကယထာလန်နာမှရက်ပြီးတော့ယထာသွားတာကိုကြည့်နေပါရီခဏနေတော့နီရက်တိုကိုရောက်လာပြီလားလို့မေးပြီးမိုရီယာနဲ့ဒေးဗစ်တကယ်တဲ့နေရာကိုလက်ညှိုးထိုးပြပါရီအနီးနားမှာရှိတဲ့အိမ်နဲ့အနာမီကာရဲ့အလောင်းတွေ့ခဲ့တာကိုပြောပြတော့နီရက်တိုနှစ်ယောက်လုံးလန့်ပြီးအိမ်ကိုပြေးလာကြပါရီအိမ်ကိုပြောင်းတော့နီရက်ကစီနူကိုပြန်ဖို့ပြောခိုင်းတော့ဂျီပင်ကစီနူမေကိုအိမ်လာခေါ်ဖို့မှာလိုက်ပါရီအမေပြန်လာခေါ်တော့စီနူကသူဒီအိမ်မှာနေရတာကိုပြောပြီးဘယ်မှမသွားခြင်းဘူးဂျီပင်ကလည်းပြန်မလွတ်တော့ဘူးဆိုပြီးဂျီပင်ကိုကူပြောပေးဖို့ပြောတော့ဂျီပင်ကတော့ဘာမှမပြောဘဲနဲ့လိုက်သွားတဲ့နဲ့လို့သာပြောလိုက်ပါရီအဲဒီစကားကိုကြားလိုက်တော့စီနူတယောက်မျက်နှာမုံကျသွားပြီးဘသူကမှနှုတ်မဆက်ပဲသူ့အမေနဲ့လိုက်သွားပါရီစီနူထွက်သွားပြီးတဲ့နောက်ပိုင်းဂျီပင်ကတော့သူ့ရဲ့လုပ်ရက်အတွက်နောင်တရနေပါရီအတူနေတဲ့တငယ်ချင်းတွေကလည်းကန်တွေဆိုးပြီးအလောက်ကင်တွေလည်းအဆင်မပြေကြတော့ပါဘူးဒါအပြင်အိမ်မာနေထိုင်ရင်းနဲ့လည်းထမင်းအိုးတွေပေါက်ကွဲလိုက်ခြေထောက်တွေတန်းရရလိုက်အနာမီကာနဲ့ပတ်သက်တဲ့ပုံတွေကိုပါတွေးတော့အကုန်လုံးကတော့တခုခုမားနေပြီဆိုပြီးစဉ်းစားမိလာကြပါရီရေဗင်ကတော့ပိုဆိုတဲ့အရာတွေဖြစ်မလာခင်မှာအိမ်ကိုဖုန်းကြီးပင်ပြီးတရားနာတဲ့လို့အကြံပေးပါရီဒီရက်ကဂျီပင်နဲ့တရားပွဲလုံးမဲ့ကိစ္စကိုပြောတော့ဂျီပင်ကလုံးဝကိုသဘောမတူပါဘူးပြီးတော့စီနူကအဲ့ဒီအိမ်မှာနေတာဘာပြဿနာရှိခဲ့လို့လဲဆိုပြီးမေးခွန်းထုတ်ရင်းအဲ့ဒီဘန်ကွက်ကိုသူ့လက်နဲ့ရွှေ့ခဲ့တာလို့ဝန်ခံပြီးတတိပြဖို့အတွက်ပုတ်ပြယူခဲ့ပါရီခုတ်ပြောင်းခုံမော်တင်လိုက်တာနဲ့အိမ်ပြန်လာနေတဲ့လမ်းမှာမီးတွေကုန်ဖြတ်သွားပြီးမီးတွေကအလိုလိုပိတ်သွားပါရီအိမ်ကလည်းတပြေးပြေးနဲ့ခြောက်ချားလာပြီးတကားတွေကလည်းအလိုလိုပိတ်သွားပါရီသူပါတာနေတဲ့ကြွက်တွေကရုတ်တရက်သေကုန်ပါရီဘာတွေဖြစ်နေလဲဆိုတာမသိတဲ့ဂျီပင်ကပုတ်ပြောင်းကိုမီးညှိပြီးတော့အခြားတရဲကိုပါခေါ်ပြမယ်လုပ်နေပါရီတခြားသူတွေကခြောက်လန့်မှုတွေကိုမြင်ပြီးတော့တရဲရှိတယ်ဆိုတာကိုသိသွားကြပေမဲ့ဂျီပင်တယောက်အစီရင်ဆက်လုပ်တာကိုစောင့်ကြည့်နေကြပါရီဂျီပင်ကသူ့ရဲ့လက်ကိုတယောက်ယောက်ကန်ပြီးရွှေ့နေတယ်လို့ခံစားရတော့အရင်ဦးဆုံးထပြီးပြေးပါရီအခြားသူတွေလည်းထပြေးပြီးတော့အပြင်ကိုရောက်တော့အပြင်မှာတန်းကကိုပါတာလွှဲနေပါရီအပြင်ကနေတငယ်ချင်းတွေအကုန်လုံးအိမ်ထဲကိုပြန်ကြည့်လိုက်တော့အိမ်က gas ပေါက်ကွဲသွားပါရီသူတို့ရဲ့အရှင်မှာပဲ Raven ကအခြားလမ်းတွေကိုမောင်းထွက်သွားပေမဲ့ခဏလေတော့လမ်းပြန်လေပြီးတော့အရင်လမ်းကနေပဲပြန်ရောက်လာခဲ့ပါရီတကယ်ချင်းတွေအားလုံးကဒါကိုမြင်တော့အရန်ကြောက်သွားပြီးအိမ်ကိုဖုန်းကြီးပင်ပြီးတရားပွဲလုပ်လိုက်ကြပါရီတရားပွဲပြီးတာနဲ့အိတ်ခဲကြပြီးတော့အိယာကနေလို့တော့ ICU ခန်းလေးကိုရောက်နေတဲ့အကြောင်းနတ်စမကိုပြောပြပါရီနတ်စမနာယာနာကတကယ်ချင်းတွေကိုဗာပြောချင်လဲလို့မေးတော့ဂျီပင်ကသူတတိမမေးခင်အနာမီကာအဲ့ဒီအိမ်ထဲကနေမထွက်သွားပဲအိမ်ထဲမှာပဲရှိနေကြတာကိုမြင်ခဲ့ပြီးအဲ့ဒီတီယမ်မကအိမ်ဝါတဲ့ဝင်ပူးနေတာကိုတွေ့ခဲ့တဲ့အကြောင်းတကယ်ချင်းတွေကိုပြောပြခြင်းနဲ့ဆိုပြီး Nurse Mask ကိုအကူအညီတောင်းလိုက်ပါရီနောက်ဆုံးမှာတော့ဂျီပင်တယောက်တဖြည်းဖြည်းနဲ့တက်တာလာပြီးပုံကိုမြင်နိုင်တာကြောင့်ရိုးရိုးခန်းလေးကိုပြောင်းခွင့်ရသွားပါရီအဲ့ဒီချိန်မှာဖေးုံဆောင်မှုအတွက်စီနူတယောက်အဝါရောင်အိတ်လေးနဲ့ရောက်လာတာကိုမြင်တော့တငယ်ချင်းတွေအကုန်လည်းအဲ့အဝါရောင်လေးကိုမြင်ပြီးလန့်သွားကြပါရီနောက်ဆုံးမှာတော့နေပြန်ကောင်းသွားတဲ့ချိန်အိမ်ပြင်မှာတငယ်ချင်းတွေအကုန်အမတ်တရတပ်ပုံစုရရင်းနဲ့ဇလန်လေးကအဆုံးသတ်သွားပါရီဇလန်လေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ